ဇနီးဒီကတကယ်ပဲမျက်စိမြင်တာလားဟန်ဆောင်နေတာလားဆိုတာကိုစမ်းသပ်ဖို့အိမ်ထိန်းမကစံပြုတ်ထဲတန်မိုးတွေတမင်ထည့်ပြီးခွန်ကျွေးဖို့လုပ်ပါတယ်အမျိုးသမီးကပါဇက်ဟဖို့တုံဆိုင်နေတာကြောင့်အိမ်ထိန်းကခက်နေတဲ့လေတံနဲ့မင်းမြန်းပါတယ်အမျိုးသမီးကတော့အာနာလို့ပါဆိုပြီးစံပြုတ်ပန်းကန်ကိုတူမ်ဘာသာလမ်းယူလိုက်ကတန်မိုးတွေကိုတမင်ရှောင်ပြီးခတ်တောက်လိုက်ပါတယ်ပြီးတော့အိမ်ထိန်းရဲ့လက်ရာကိုအမွှန်းတင်ချီးမွမ်းလိုက်ပါသေးတယ်အိမ်ထိန်းမကဒါဟာတိုက်ဆိုင်မှုမဖြစ်နိုင်ဘူးလို့ယူဆပြီးခင်ပွန်းဖြစ်သူကိုအချက်ပြပါတယ်ခင်ပွန်းကဇနီးကိုနောက်ထပ်တစွန်းထပ်တောက်ဖို့ပြောတဲ့အခါအိမ်ထိန်းကစွန်းပေါ်ကိုတန်မိုးတွေတမင်တင်ပေးလိုက်ပါတယ်ဒါပေမဲ့မမျှော်လင့်ပဲအမျိုးသမီးကရုတ်တရက်နာချေလိုက်တာကြောင့်စံပြုတ်ပန်းကန်ကျမ်းပြင်ပေါ်မှောက်ကျသွားပါတယ်ဒီလောက်ရက်ကြောင့်လင်မယားနှစ်ယောက်ဟာဇနီးအပေါ်လူတက်လို့စိတ်ပေါ်ပေါက်လာပြီးမတော်တဆမှုဖြစ်အောင်အကွက်ဆင်ကြပါတယ်အိမ်ထိန်းမကနှစ်ပြောကွန်ကိုကျမ်းပြင်ပေါ်ပစ်ချပြီးပန်းအိုးကိုလည်းတမင်ရိုက်ခွဲလိုက်ပါတယ်ခင်မွန်းဖြစ်သူကအခွင့်ကောင်းယူပြီးဇနီးကိုအခန်းထဲလိုက်ဖို့မလို့နဲ့ငှက်ပြောကွန်ပေါ်နင်းပြီးပန်းအိုးကွဲဆတွေပေါ်လဲကျသေးဆုံးအောင်လမ်းပြပါတယ်ဒီလိုနဲ့အမွေတွေရောအာမခံကြေးပါအလွယ်တကူရဖို့ကြံစီတာပါဒါပေမဲ့ဇနီးဒီကတခြားတစ်ဖက်ကိုလဲကျသွားလို့လက်မောင်းမှာဒဏ်ရာအနှဲငယ်ပဲရပြီးလွတ်မြောက်သွားပါတယ်အဲ့ဒီနောက်မှာပဲဇနီးဒီဟာတေဆုံးသွားတဲ့သမီးလေးကလာပြောပြတဲ့အိမ်မက်ဆိုးကြောင့်လက်နိုးလာပါတယ်အိမ်မက်ထဲမှာသမီးလေးကိုတက်ခဲ့တာဖခင်ဖြစ်သူလို့ပြောပြခဲ့တာပါအမျိုးသမီးလက်နိုးလာတဲ့အခါအန်လို့စရာကောင်းလောက်အောင်ပဲမျက်စိတွေပြန်မြင်နေရပါပြီဒီသတင်းကောင်းကိုပြောဖို့ခင်ပွန်းစီသွားတဲ့အခါခင်ပွန်းနဲ့အိမ်ထိန်းမတို့ဖောက်ပြန်နေတာကိုမမျှော်လင့်ပဲတွေးလိုက်ရပါတယ်သူတို့နှစ်ယောက်ရဲ့စကားဝိုင်းကနေသမီးလေးကိုတက်ခဲ့တာခင်ပွန်းဖြစ်သူတကယ်ပဲဆိုတာသိလိုက်ရတယ်လို့အိမ်ထိန်းမမှာကိုဝင်ရှိနေပြီးအခုလဲအာမခံကြေးရဖို့သူမကိုပါဆက်လက်တက်ဖြတ်ဖို့ကြံစီနေကြတော့ပဲဆိုတာကြားလိုက်ရတဲ့အခါအမျိုးသမီးဟာမိုးကြိုးပစ်ချခံလိုက်ရတယ်လို့ထိတ်လန့်သွားပါတယ်သူမထွက်ပြေးဖို့ကြံစီပေမဲ့မတော်တဆအတန်မြည်သွားတာကြောင့်ဘာမှမကြားခဲ့ရတယ်လို့မျိုးမျက်မမြင်ဟန်ဆောင်ပြီးလေကားကနေစန်တဝါဝါနဲ့ပြန်ဆင်းလာရပါတယ်တန်တရားရှိတဲ့ခင်ပွန်းကဇနီးရဲ့မျက်လုံးသားကိုဓာဦးနဲ့ရုတ်တရက်ထိုးပြပြီးစမ်းသက်ပါတယ်အမျိုးသမီးဘက်ကဘာတော့ပြန်မှုမှမရှိတော့မှပဲသူတို့နှစ်ယောက်လုံးစိတ်အေးသွားကြပါတယ်ခင်ပွန်းဖြစ်သူကဇနီးကိုအခန်းထဲမှာပဲနားနေဖို့မှာကြားပြီးအိမ်ထိန်းမောက်ကိုဖက်ကထွက်သွားပါတယ်ခင်ပွန်းရဲ့အတူအယောင်အချစ်တွေကိုရင်ဆိုင်နေရတဲ့အမျိုးသမီးဟာအလွန်ယွန်ရှာမိပြီးသူတို့ထွက်သွားတာနဲ့တက်သေးရှာဖို့အောက်ထပ်စာကြည့်ခန်းစီတိတ်တဆိတ်ဆင်းလာခဲ့ပါတယ်အောက်ထပ်မှာ CCTV ရှိမှန်းသူမသိနေလို့ပါဒါပေမဲ့စာကြည့်ခန်းထဲမှာပန်းအိုးတစ်လုံးကိုနောက်တစ်ကြိမ်မတော်တဆတိုက်မိပြီးခွဲလိုက်မိပြန်ပါတယ်ခင်ပွန်းဖြစ်သူပြေးထွက်လာပေမဲ့ဘယ်သူကိုမှမတွေ့ရပါဘူးအိမ်ထိန်းမကတော့လေတိုက်လို့ဖြစ်မှာပါလို့ပြောပြီးအခန်းထဲပြန်ဝင်သွားကြပါတယ်အနားမှာပုံနေတဲ့အမျိုးသမီးလည်းတက်ပြင်းချနိုင်ပါတော့တယ်ပြီးတဲ့နောက်သူမဟာစာကြည့်ခန်းထဲကအဝတ်ပီရိုထဲမှာ CCTV နဲ့ချိတ်ထားတဲ့ laptop ကိုရှာတွေ့ပါတယ်ဒါပေမဲ့ဘက်ထရီကုန်နေလို့အန်ဆွဲတဲ့ကအားသွင်းကြိုးကိုချက်ချင်းရှာပြီးကွန်ပျူတာကိုဖွင့်လိုက်ပါတယ်တစ်ချိန်ထဲမှာပဲခင်ပွန်းဖြစ်သူဟာပြတင်းပေါက်တွေအကုန်ပိတ်ထားတာမို့လေတိုက်เสียအကြောင်းမရှိဘူးဆိုပြီးတန်တရားဝင်လာပါတယ်ဇနီးဒီအခန်းထဲမှာရှိမရှိသွားစစ်ဆေးတဲ့အခါဘာအတန်မှမကြားရလို့တကားကိုကန်ဖွင့်ပြီးဝင်သွားပါတယ်အခန်းထဲမှာဇနီးဒီအေးအေးဆေးဆေးအိပ်ပျော်နေတာကိုတွေးလိုက်ရပေမဲ့သူတို့ပြန်ထွက်ခါနီးမှာမူမမှန်တာကိုရိပ်မိပြီးဆောင်းကိုလှန်ကြည့်လိုက်တဲ့အခါဇနီးဖြစ်သူမရှိတော့မှန်းသိသွားကြပါတယ်အမှန်တော့အမျိုးသမီးကမထွက်ခွာခင်မှာဆောင်းအောက်ထဲခေါင်းကုန်းတွေတမင်ထည့်ပြီးလူရှိသလိုလှုပ်ထားခဲ့တာပါခင်ပွန်းဖြစ်သူကအိမ်ပြင်ကိုရောက်နိုင်မှာမဟုတ်ဘူးလို့ယူဆပြီးပထမထက်ကစာကြည့်ခန်းကိုဆင်းရှာဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့စိုးရိမ်တကြီးပြေးဝင်လာတဲ့အချိန်မှာတော့ပုံနေတဲ့အမျိုးသမီးဟာကြောက်လန့်တုန်ရင်နေပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ဟာကုတင်အောက်မှာပုံနေတဲ့အမျိုးသမီးကိုရှာတွေ့သွားပါတော့တယ်အခုတော့အမျိုးသမီးဟာတကယ်အသက်အန္တရာယ်နဲ့ရင်ဆိုင်လိုက်ရပါပြီ